အိမ်မက်တွေတကယ်ဖြစ်လာခဲ့ပြီစူဖလားရဖို့မြောက်လန်တန်ကိုမစွန့်ခွာခဲ့တဲ့တောတင်ဟန်စီစူဖလားရယူပေးခဲ့တဲ့သူကတော့ကပတိန်ဆွန်ဟောင်းမင်းပါပဲအားကစားစိတ်တဲ့အပြည့်ရှိသူစ조사လုံးသူခေါင်းဆောင်ပြီးသားသူနှိမ့်ချပြီးသဘောထားကောင်းသူဒီအာရှသားရဲ့အောင်မြင်မှုကအာရှရဲ့ဘောလုံးပရိသတ်တွေသာမကကဘာကြီးကိုပျော်ရွှင်စေခဲ့ပါတယ်ကျွန်တော်ကအခက်ခဲတဲ့လမ်းကိုအမြဲရွေးတယ်ဒီအသင်းနဲ့စူဖလားတွေတကယ်လိုချင်တယ်ဒါကကျွန်တော်ကစားသမားဘဝမှာနောက်ဆုံးလိုအပ်တဲ့အရာလို့ဆိုခဲ့တဲ့ဆွန်ယူရိုပါလိဖိုင်နယ်ညမှာတူထပ်ပြောလို့ရှိမယ်မထင်ပါဘူးဟယ်ရီကိန်းထောက်ကသွားပြီးတော့တောတင်ဟန်ရဲ့စူဖလားလက်မဲ့ရဆွဲတွေပိုရှည်ကြတော့မယ်လို့ထင်ခဲ့ကြပေမဲ့ဆွန်ကတော့သူချစ်တဲ့အသင်းနဲ့သူစူဖလားရယူဖို့ဇွဲကောင်းကောင်းနဲ့ဆက်လက်ဆောင်ဆိုင်နေခဲ့ပါတယ်စူဖလားရည်နဲ့လွဲခဲ့ရလို့မျက်ရည်အကျဉ်းကြီးကြခဲ့တဲ့ဆွန်မင်းညကလည်းမျက်ရည်ကျခဲ့ပါတယ်ဒီခါတော့ပျော်လို့ကျတဲ့မျက်ရည်တွေပေါ့ဗျာတောတင်ဟန်ရဲ့16နှစ်ကြာစူဖလားလက်မဲ့ရဆွဲတွေကုန်လွန်ခဲ့တယ်လို့21ရာစုအတွင်းမှာပထမဆုံးဥရောပစူဖလားအောင်မြင်မှုကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်Congratulations မှာတောတင်ဟန်နဲ့ဆွန်ရေခင်ဗျားတို့ရဲ့အောင်ပွဲအတွက်ဂုဏ်ပြုလိုက်ပါတယ်အားလုံးပဲရှင်လက်ချက်မြစ်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါသေးလို့ကျွန်တော် sport မောင်ဝေးပေးမှာစုမုံကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ